မူမီနယ်ချောင်းစုံမြို့နယ်အတွင်းမှာရှိတဲ့လူငယ်များတွင်အာကစားစစ်တမ်းနဲ့အသင်းဖွဲ့စစ်တမ်းများရှင်သန်တိုးတက်စေရန်ကျမကြက်ခံပြီးထူးချွန်တဲ့အာကစားသမားများပေါ်ထွက်လာစေရန်နဲ့အာကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက်အသက်16နှစ်အောက်မြို့နယ်ပညာရေးမှုဖလားအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲခမ်းနားကိုဩဂုတ်လ15ရက်နေ့ညနေပိုင်းကမြို့နယ်အာကစားကွင်းမှာကျင်းပခဲ့ရာမူမီနယ်အစိုးရဖွဲ့ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးမျိုးမင်းလိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်အဲ့ဒီနောက်ပြိုင်ပွဲဝင်အာကစားသမားများကအာကစားတစ္ဆာသစ်တံကိုစွတ်ပေါရွတ်ဆိုခဲ့ကြပြီးနောက်ပြိုင်ပွဲဝင်အသင်းများကအာကစားကွင်းအသင်းမှာပြန်လည်ထွက်ခွာခဲ့ကြပြီးချောင်းစုံအားရကကျောင်းသားကျောင်းသူလေးများက PE 20အာကစားလှုပ်ရှားမှုအမြဲတရုတ်ပြဖြုတ်ပေးခြင်းနဲ့တာဝန်ရှိသူများကပင်ကရအဖွဲ့နဲ့အာကစားပြိုင်ပွဲအတွက်ဂုဏ်ပြုငွေနဲ့အာကစားပစ္စည်းများပေးအပ်ခဲ့ပါတယ်ဆက်လက်ပြီးတော့ပထမပွဲစဉ်ဖြင့်မြို့ကလေးစုံတင်တဲ့ကွမ်သဲစုံတင်လို့ရှင်မြန်ကစားကြရာဘူမနယ်ဝင်းချုပ်ဦးအောင်ဝင်းတန်းနဲ့တာဝန်ရှိသူများဆရာဆရာမများကျောင်းသားကျောင်းသူများနဲ့အာကစားဝန်ခံလာရှင်များကလာရောက်ကြည့်ရှုအားပေးခဲ့ကြပြီးမြို့ကလေးစုံတင်က9ဂိုးတကူဖြင့်အနိုင်ရရှိခဲ့ပါတယ်အဲ့ဒီဘောလုံးပြိုင်ပွဲကိုဘောလုံးသင်း10သင်းကဝင်ရောက်ရှင်ပြိုင်ခဲ့ကြပြီးဩဂုတ်လ15ရက်နေ့မှာ30ရက်နေ့ထိကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုချောင်းစုံပြဆက်ကပေးပို့တာဖြစ်ပါတယ်